လင်းချန်နယ်မှကြိုဆိုပါတယ်မြန်မာနိုင်ငံအထက်ပိုင်းအေယာဝတီမြစ်အရှေ့ဘက်ကမ်းမှာရတနာပုံလို့ကြော်ကြားတဲ့မန္တလေးမြို့တော်ကြီးတည်ရှိပါတယ်ဒီမြို့တော်ကြီးရဲ့မြောက်ဘက်မှာမြို့ကိုအပေါ်စီးကအုံမိုးထားသလိုမြင်ရတဲ့တောင်တစ်လုံးရှိတယ်ဒါဟာမန္တလေးတောင်ပါပဲမန္တလေးတောင်ဟာပင်လယ်ရေမျက်နှာပြင်အထက်ပေ980ကျော်မြေပြင်ကနေပေ900ကျော်မြင့်ပါတယ်ဒီတောင်ဟာမန္တလေးမြို့ရဲ့အထိမ်းအမှတ်တစ်ခုလိုဖြစ်နေပြီးမြို့ကြီးရဲ့နာမည်ကိုတောင်ဒီတောင်ကိုအစွဲပြုပြီးမှဲ့ခေါ်ခဲ့တာလို့ဆိုပါတယ်ဒီကနေ့မှာတော့ဒီမန္တလေးတောင်ရဲ့သမိုင်းကြောင်းဖျားစီတီတွေနဲ့နေထွက်ချိန်နေဝင်ချိန်တွေမှာခံစားရမယ့်ရှုခင်းလှတွေကိုအတူတူလေ့လာကြည့်ရအောင်မန္တလေးတောင်ဟာဖျားရှင်လက်ထက်တော်ကလေးကထင်ရှားခဲ့တဲ့တောင်တစ်လုံးမှာရှိခါကဒီတောင်ကိုဖျားရှင်လေးစုလက်ထက်အလိုက်နာမည်မျိုးမျိုးနဲ့ခေါ်ဝေါ်ခဲ့ကြတယ်ကကုတန်ဖျားရှင်လက်ထက်ကခီနာတဝပူရတောင်လို့ခေါ်ခဲ့တယ်ကောနာကုံဖျားရှင်လက်ထက်မှာတော့ဝေလာမပူရတောင်လို့ခေါ်ခဲ့တယ်တတပဖျားရှင်လက်ထက်မှာပါတတပူရတောင်လို့ခေါ်ခဲ့ပြီးဂေါတမဖျားရှင်လက်ထက်မှာတော့မန္တလာတောင်လို့ခေါ်ခဲ့ကြတယ်မန္တလာတောင်ဆိုတဲ့နာမည်ကနေကာလရွေးရပြီးမန္တလေးနောက်ဆုံးမန္တလေးတောင်ဖြစ်လာတယ်လို့ယူဆကြတယ်မန္တလာဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကပြန်ပြူးတာရတဲ့နေမြေကျက်တီရီတို့ကိုဆောင်ရက်လို့အဓိပ္ပာယ်ရပါတယ်နောက်ထပ်ယူဆချက်တစ်ခုကတော့ရှေးပကံခေတ်ကမင်းရှင်စောမင်းကလေးမိခိုနေသွားတဲ့တောင်ဖြစ်လို့မင်းကလေးတောင်လို့တွင်ရာကမန္တလေးတောင်ဖြစ်လာတယ်လို့လည်းဆိုကြပါတယ်မန္တလေးတောင်ရဲ့အထူးခြားဆုံးသမိုင်းကြောင်းတစ်ခုကတော့စန္ဒမုခိနတ်ပြည်လူမရဲ့အလူတန်းပါပဲရှေးခါကဂေါတမမြတ်စွာဘုရားဟာဒေတာစာရီကြွားချီတော်မူစဉ်ဒီမန္တလေးတောင်ကိုရောက်ရှိလာခဲ့ဘူးတဲ့အဲ့ဒီအချိန်မှာလဝင်းပမာကြည်လင်တဲ့မျက်နှာရှိတဲ့စန္ဒမုခိနတ်ပြည်လူမဟာဖျားရှင်ကိုဖူးမြော်ရတဲ့အတွက်အင်မတန်ကြည်ညိုခဲ့တယ်။သူမဟာဖျားရှင်ကိုတတိတဥတွေနဲ့လှူဒန်းခဲ့ပေမဲ့ဒီထက်မြက်တဲ့အလှူကိုလှူခြင်းခဲ့တဲ့နောက်ဆုံးမှာမိမိရဲ့ရင်သားအစုံကိုပန်းနဲ့ခူးပြီးဖျားရှင်ကိုလှူဒန်းခဲ့ရှာတယ်။ဒီလိုကြည်ညိုဖွယ်ရာအလှူကိုမြင်တော်မူတဲ့အခါဖျားရှင်ကညီတော်အာနန္ဒာကိုမိန့်ကြားတော်မူတဲ့ငါဤသာသနာ2400စွန်းတွင်ဤတောင်ခြေ၌မင်းနေပြည်တီကသာသနာတော်ကိုစောက်ရှောက်မိမင်းကောင်းတစ်ပါးပေါ်ထွန်းလိမ့်မည်ဟုပြတိတ်ပေးတော်မူခဲ့တယ်။နောက်ပိုင်းမှာဒီပြတိတ်တော်အတိုင်းမင်းတို့မင်းတရားကြီးကမန္တလေးမြို့တော်ကိုတည်ထောင်ခဲ့တာပါပဲ။မန္တလေးတောင်ရဲ့အထုပ်ထိပ်မှာတော့ဆူတောင်းပြည့်စေတီတော်ကြီးတည်ရှိပါတယ်။ဒီစေတီတော်ဟာအမြင့်80ပေလုံးပတ်84ပေရှိပြီးဘုရင်မင်းတို့မင်းတရားကြီးကတည်ထားကိုးကွယ်ခဲ့တာပါ။မင်းတို့မင်းဟာမန္တလေးမြို့တော်ကို1858ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့မြို့တီယာမှာမန္တလေးတောင်ကိုဗဟိုပြုပြီးမြို့ရိုးကျုံးတွေတည်ဆောက်ခဲ့တဲ့ဒါကြောင့်မန္တလေးတောင်ဟာရတနာပုံခေတ်ရဲ့ဗဟိုချက်မကြီးဖြစ်ခဲ့တယ်။ဆူတောင်းပြည့်စေတီတော်မှာထူးခြားချက်တစ်ခုရှိတယ်။စေတီတော်ရဲ့ပစ္စယအစင်စင်မှာကြောက်ပြားကြီးတွေပေါ်မှာရေးထိုးထားတဲ့ကျမ်းစာတွေရှိတယ်။ဒါဟာကမ္ဘာအကြီးဆုံးစာအုပ်ကြီးလို့ဆိုရမလားပါပဲ။ဒီနေရာကိုရောက်ရင်စေတီတော်ကိုဖူးမြော်ယုံတာမကအောက်ကမန္တလေးမြို့ရဲ့ရှုခင်းကိုပါခန်းစားကြည့်ရှုလို့ရတဲ့မြို့တော်ကြီးတစ်ခုလုံးကိုနှက်မျက်စိအမြင်နဲ့မြင်တွေ့ရတဲ့အတွက်အံ့မခန်းပါပဲမန္တလေးတောင်ပေါ်မှာဆူတောင်းပြည့်စေတီတော်တစ်ခုလည်းမဟုတ်ဘူးတောင်ကြီးကနေတောင်ထိပ်အထိရှေးဟောင်းစေတီပထိုးတွေဖျားစေတီတွေအများကြီးပြန့်ကျဲတည်ရှိနေတယ်အထူးခြားဆုံးတစ်ခုကကြောက်တော်ကြီးဖျားပါပဲဒီဖျားဟာနှစ်ပေါင်း1000ကျော်သက်တမ်းရှိတယ်လို့ဆိုကြတယ်ဖျားရဲ့အနီးမှာရှေးဟောင်းပိဋကတိုက်တွေစံတော်ရှင်စေတီတွေရှိတယ်နောက်ထပ်ထူးခြားတာကမန္တလေးတောင်ရဲ့အရှိတ်ဆောင်းမှာရှိတဲ့နန်းမြေပုံသားစေတီပါဒီစေတီဟာဘုရင်မင်းတုံးရဲ့အမိန့်နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီးပုံစံထူးခြားတဲ့စေတီတစ်စုပါဒါအပြင်တောင်ပေါ်မှာရှေးဟောင်းနယံစေးရည်ပကြီးတွေကြောက်စစ်လက်ရာတွေကြောက်စာတွေအများကြီးကျန်ရှိနေသေးတယ်ဒါတွေဟာမြမယဉ်ကျေးမှုအမွေနှစ်တွေပါပဲမန္တလေးတောင်ကိုလာရောက်ဖူးမြော်သူတိုင်းမလွတ်တမ်းကြည့်ရှုခံစားကြတဲ့အချိန်တစ်ခုရှိတယ်ဒါဟာနေထွက်ချိန်ပါပဲမနက်စောကြီးကောင်းကင်ရံမှာကျဲလေးတွေရှိနေသေးတဲ့အချိန်တောင်ပေါ်ကိုတက်ရတယ်တောင်ထိပ်ရောက်တဲ့အခါအရှိတ်ဘက်ကောင်းကင်ရံမှာအလင်းရောင်လေးစပြီးဖြာထွက်လာတယ်အဲ့ဒီနောက်မှာတော့နေမင်းကြီးဟာတဖြည်းဖြည်းချင်းထွက်ပေါ်လာတယ်ပထမဆုံးအနီရောင်ပြူးလာတယ်ပြီးတော့လိမ္မော်ရောင်နောက်ဆုံးရွှေဝါရောင်တွေဖြာထွက်လာတယ်ဒီအချိန်မှာအောက်ကမန္တလေးမြို့ကြီးတစ်ခုလုံးဟာမြူနက်နက်ခင်းတွေနဲ့ဖုံးလွှမ်းနေတတ်တဲ့မြူလွာတွေကြားကစေတီပထိုးတွေအိမ်တွေဟာပကြီးကားတွေကမြင်ကွင်းတစ်ခုလိုလှပနေတတ်တဲ့နေမင်းကြီးကောင်းကင်ရံကိုရောက်သွားတဲ့အခါမြူတွေလည်းပြေးသွားပြီးမြို့ကြီးရဲ့လှုပ်ရှားမှုတွေစတင်လေးရှိတယ်ဒီမြင်ကွင်းဟာမန္တလေးတောင်ရဲ့အနှစ်သာရတစ်ခုပါပဲ
နေထွက်ချိန်လောက်ပဲနေဝင်ချိန်ကလည်းမန္တလေးတောင်ရဲ့နောက်ထပ်အလှတစ်ခုပါညနေဆောင်ချိန်မှာအနောက်ဘက်ကအေယာဝတီမြစ်ကြီးကိုဖြတ်ပြီးနေမင်းကြီးဝင်သွားတာကိုကြည့်ရှုခန်းစားလို့ရတယ်ဒီအချိန်မှာကောင်းကင်ရံတစ်ခုလုံးရွှေရောင်လိမ္မော်ရောင်ပန်းရောင်တွေနဲ့ရောင်စုံဖြာထွက်နေတတ်တဲ့အေယာဝတီမြစ်ရေပြင်မှာဒီအလင်းရောင်တွေရောင်ပြန်ဟပ်နေတဲ့အခါမဖော်ပြတတ်အောင်လှပါတယ်နေဝင်ချိန်မှာအနောက်ဘက်ကမန္တလေးရန်တောင်တန်းတွေမြစ်ကမ်းတစ်လျှောက်ကရွာလေးတွေလယ်ကွင်းတွေကိုပါမြင်တွေ့ရတဲ့မြို့ပြရဲ့စီကားမှုကနေခဏလွတ်မြောက်ပြီးတဘာဝရဲ့အလှကိုခံစားခြင်းသူတွေအတွက်အကောင်းဆုံးအချိန်ပါပဲဒီအချိန်မှာတောင်ပေါ်ကခေါင်းလောင်းတန်တွေချောင်းတွေရဲ့မြည်တန်တွေကလေညင်းတဲ့အတူကြားရတတ်တဲ့ဒါဟာမန္တလေးတောင်ရဲ့ညနေခင်းတေးသွားလို့ဆိုရမလားပါပဲမန္တလေးတောင်ကိုတက်ဖို့နီလန်းတစ်ခုရှိတယ်ပထမတစ်ခုကလှေကားထစ်ပေါင်း1900ကျော်ကိုအားစိုက်ပြီးတက်ရတဲ့နီဒုတိယတစ်ခုကအဆင်ပြေတဲ့ကားလမ်းအတိုင်းကားနဲ့တက်တဲ့နီပါလှေကားအတိုင်းတက်မယ်ဆိုရင်လမ်းတစ်လျှောက်မှာဖျားစီတီတွေရှေးဟောင်းအဆောက်အုံတွေကိုဖူးမြော်ရတဲ့လှေကားထစ်တိုင်းမှာနားနေစရာအဆောက်အုံတွေရှိတယ်ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာအားစိုက်ရတာတော့အမှန်ပါပဲဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတောင်ပေါ်မှာဆင်စီးပြီးလှည့်လည်လို့ရတဲ့ဆိုင်ကုန်းလို့ခေါ်တဲ့နေရာမှာဆင်တွေရှိတယ်ဆင်စီးပြီးတောင်ပေါ်မှာလှည့်လည်မယ်ဆိုရင်အတွေ့အကြုံတစ်တစ်ခုရနိုင်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကားလမ်းကောင်းကောင်းရှိတဲ့အတွက်ဖျားဘူးများစုကကားနဲ့ပဲတက်ကြတယ်ကားနဲ့ဆိုရင်မိနစ်အနည်းငယ်အတွင်းတောင်ထိပ်ကိုရောက်နိုင်တယ်မန္တလေးတောင်ပေါ်ကနေမြင်ရတဲ့ရှုခင်းတွေကများပြားလှပါတယ်အရှိတ်ဘက်မှာရမဲတင်းတောင်တန်းကြီးကိုမြင်ရတယ်တောင်ဘက်မှာတော့မန္တလေးမြို့လေကောင်းကိုကွင်းကွင်းကွက်ကွက်မြင်ရတယ်အနောက်ဘက်မှာအေယာဝတီမြစ်ကြီးကိုမြင်ရတယ်မြစ်ကမ်းတစ်လျှောက်မှာစကိုင်းတောင်တန်းတွေမင်းဝန်ဆယ်တော်ကြီးကိုပါမြင်ရတယ်မြောက်ဘက်မှာတော့မတရလွင်ပြင်ကြီးကိုမြင်ရတယ်အထူးသဖြင့်မိုးသားတွေကင်းရှင်းတဲ့ဆောင်းရာသီမှာဆိုရင်မိုင်40လောက်ဝေးတဲ့နေရာတွေကိုပါမြင်နိုင်တယ်လို့ဆိုပါတယ်မန္တလေးတောင်ဟာမြန်မာနိုင်ငံအထက်ပိုင်းရဲ့တဘာဝရှုခင်းတွေကိုတနေရာတွေကနေခန်းစားလို့ရတဲ့အကောင်းဆုံးနေရာတစ်ခုပါဒါကြောင့်ဓာတ်ပုံဆရာတွေပကြီးဆရာတွေခီးသွားတွေအတွက်မန္တလေးတောင်ဟာလက်လွတ်မခံတဲ့နေရာတစ်ခုဖြစ်နေတာပါဒီလိုနဲ့မန္တလေးတောင်မြမကျက်တည်ရှုခင်းအလှရဲ့တမိုင်းကြောင်းနဲ့နေထွက်ချိန်နေဝင်ချိန်အလှတရားတွေကိုအတူတူလေ့လာကြည့်ရှုခဲ့ကြပါတယ်ဆန္ဒမုခိနတ်ပီလူမရဲ့ကြီးညိုပွဲရာအလူတန်းကနေမင်းတို့မင်းတရားကြီးရဲ့ရတနာဘုံခေတ်အထိအခုခေတ်အထိမန္တလေးတောင်ဟာမြန်မာဗုဒ္ဓဘာသာရဲ့ဗဟိုချက်မကြီးတစ်ခုဖြစ်ခဲ့တယ်မန္တလေးမြို့ကိုရောက်ရင်မန္တလေးတောင်ကိုမတက်ပဲနေ့တစ်နေ့ပြီးဆုံးအောင်မထားပါနဲ့နေထွက်ချိန်ဒါမှမဟုတ်နေဝင်ချိန်မှာတစ်ခါလောက်တက်ကြည့်ပါမြန်မာကျက်တည်ရဲ့အလှတရားကိုကိုယ်တိုင်ကြခံစားရမှာအသေးချပါပဲဒီကနေ့အတွက်ဒီလောက်ပါပဲနောက်လာမယ့်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်လင်း channel ကိုကြည့်ယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်